ဗီယက်နမ်စစ်သားတဦးဟာ TND အပြစ်ပါတဲ့ကြောပိုးအိတ်တစ်လုံးနဲ့အတူမြေကြီးထဲမှာသူ့ကိုယ်သူမြုပ်နှံထားခဲ့ပါတယ်။သူ့ရဲဘော်တွေကခေါင်းကိုတကိုင်းတွေနဲ့ဖုံးအုပ်ဖို့ကူညီပေးခဲ့ကြပြီးသူကရက်ပေါင်းများစွာပုံအောင်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့3ရက်ကြာမှအမေရိကန်တပ်စုတစုအနီးကနေဖြတ်သွားခဲ့ပြီးသူတို့နီးကပ်လာတဲ့အခါမှာတော့သူကခလုတ်ကိုနှိပ်လိုက်ပြီးရန်သူတပ်စုနဲ့အတူသူ့ကိုယ်သူဖောက်ခွဲလိုက်ပါတော့တယ်။ရန်သူစစ်သားတဦးဟာသူ့လေပင်အထိပရက်စိတ်အုံတစ်ခုရဲ့ဘေးမှာမြုပ်နှံခံထားရပြီးတုံးနေတာရှိတဲ့တရားရည်တွေကိုသူ့ခေါင်းပေါ်ကိုလောင်းချလိုက်တယ်။ဒါကရန်လိုတဲ့ပရက်စိတ်နီတွေကိုလျင်မြန်စွာဆွဲဆောင်နိုင်မှာဖြစ်ပြီးသူတို့တရားရည်တွေကိုစားတောက်တဲ့အခါသူ့မျက်နှာပေါ်ကိုတက်လာကြတယ်။သူ့အရေးပြားကိုကိုက်ဖြတ်ပြီးအသားတွေကိုဖြည်းဖြည်းချင်းစားသုံးသွားကြတယ်။ရက်တပတ်အနှဲငယ်အတွင်းမှာအယိုးတွေပဲကျန်တော့မှာဖြစ်ပါတယ်။စစ်သားတွေကိုရေချိုးကန်တွေထဲမှာထည့်ပြီးအဲ့ဒီရေချိုးကန်တွေကိုတင်ကားတစ်စီးနဲ့ချိတ်ကာနှင်းတွေပေါ်ကနေစစ်မြေပြင်ကိုဆွဲခေါ်သွားကြတယ်တကယ်တော့ဒါဟာစစ်သုံးဆွဲလေတွေမရနိုင်တဲ့အချိန်မျိုးမှာအသုံးပြုခဲ့တဲ့ကုန်ကြစည်တက်တာတဲ့ဖြည့်ရှင်းနည်းတစ်ခုပဲဖြစ်တယ်ဒါပေမဲ့ဒီရေချိုးကန်တွေဟာအရန်ကိုမတိမငြိမ်ဖြစ်ပြီးတော့ကြီးစံတွေရန်ကနေစစ်သားတွေကိုမကာကွယ်နိုင်တဲ့လောက်ပါပဲမကြာခဏဆိုသလိုလဲမှောက်သွားတက်လို့ကြာရှုံးခဲ့တဲ့တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်